အားလုံးပဲမင်္ဂလာပါမန်ယူနိုက်တက်ဖန်ကနေစိတ်မကောင်းခြင်းများစွာနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကစားကွက်ဘောလုံးပိုင်ဆိုင်မှုရလဒ်အကုန်ရှုံးခဲ့တဲ့ယူနိုက်တက်ဘာကြောင့်လဲပွဲပြီးရလဒ်မန်ယူ0မန်စီးတီး3ဒီပွဲမှာမန်စီးတီးကမန်ယူသင်းကိုတပွဲလုံးကစားကွက်အသာနဲ့ကစားခဲ့ပြီးဘောလုံးပိုင်ဆိုင်မှုအသာနဲ့ဂိုးပြတ်အနိုင်ယူခဲ့တာပါမန်ယူသင်းကဒီပွဲမှာဖာနန်ဒက်စ်ကိုညာတောင်ပန်ထုတ်ကစားခဲ့တာကလုံးဝကိုလုံးမဖြစ်ခဲ့သလိုဘဲတောင်ပန်ကရက်ဖိုးကလည်းအဆုံးသက်မတိကြဘဲနဲ့အိုနာနာသာမကဲခဲ့ဘူးဆိုရင်10ဂိုးလောက်ပေးရနိုင်ပါတယ်။ဒီပွဲရဲ့အရှုံးကမန်ယူသင်းအတွက်မန်စီးတီးသင်းကိုဘလို့မှအပြန်အလှန်မကစားနိုင်ဖို့အရှုံးပေးခဲ့ရတာမို့တန်ဟန်လက်ထက်မန်ယူပိုဆိုးလာခဲ့ပြီလို့ဆိုရမှာပါ။မန်စီးတီးသင်းကတော့ပိုကောင်းလို့ကိုအနိုင်ရခဲ့တာပါ။ပထမပိုင်းအစောပိုင်းကစားပုံရယူနိုက်တက်တို့မျှော်လင့်လို့ရတဲ့အနေအထားလိုတောင်ပြောလို့ရခဲ့ပေမဲ့အတုံးမချနိုင်ခဲ့လို့နစ်နာခဲ့တာတွေရှိခဲ့ပါတယ်။ကွင်းလယ်ပိုင်းရဲ့မေကွန်းထုတ်စရာပန်နတီကြောင့်မျှော်လင့်ချက်တွေအသက်မဲ့သွားခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။လက်ရှိပရီးမီးယားလိ10ပွဲကစားပြီးထားတဲ့အချိန်ထိအဲရစ်တန်ဟန်ရဲ့နေ့စနစ်ပိုင်းကစားပုံကအလုပ်ဖြစ်ခြင်းလုံးဝမရှိသေးတာကိုတော့စိတ်မကောင်းဖွယ်မြင်တွေ့ခဲ့ရတာပါပထမပိုင်းတစ်ပိုင်းလုံးချီကျူးရမယ့်ကစားသမားကတော့ဂိုးသမားအိုနာနာဖြစ်ပါတယ်အပိုင်လုံးတွေကိုခက်စိတ်စိတ်ကာကွယ်သွားခဲ့တာပါယူနိုက်တက်တို့ကတော့ပရိသတ်တွေမျှော်လင့်ထားခဲ့ကြတဲ့အတိုင်းမန်စီးတီးသင်းကိုဘလို့မှမရှင်နိုင်ခဲ့ပဲ၃ဂိုးပြတ်အင်ကွင်းမှာအရှက်တခွဲရှုံးနေခဲ့ရပြန်ပါတယ်အထူးသဖြင့်နီးပြကြီးအဲရစ်တန်ဟန်ရဲ့လူထုတ်ပုံနဲ့လူစားလဲလှယ်မှုတွေစတဲ့ဆုံးဖြတ်ချက်အမှားတွေကဒီပွဲရှုံးနေခြင်းရဲ့တရားခံလို့ပြောရမှာပါမန်ချက်စတာဒါဘီပွဲကိုအနိုင်ရဖို့ယူနိုက်တက်တို့မျှော်လင့်မနေပါနဲ့သူတို့အသင်းကအခုလိုအနိုင်ရနိုင်တဲ့အဆင့်မျိုးမဟုတ်ဘူးအခုကပြန်လည်တိဆောက်ရေးလုပ်ငန်းစဉ်လိုပါပဲအသင်းကအယောင်းတင်ထားပါတယ်အဲ့ဒီမှာပြဿနာကအကြီးကြီးရှိနေတယ်တန်ဟန်အတွက်လည်းနောက်ထပ်2ပွဲ3ပွဲလောက်ရှုံးရင်တော့မှအသင်းကထွက်ရတော့မယ်ထင်ပါတယ်ဆိုပြီးတော့ဒီပွဲမတိုင်ခင်မှာမာတင်ကီယိုကအခုလိုပြောသွားခဲ့ပါတယ်အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်ဝမ်းနည်းစွာနဲ့ပဲကျေးဇူးတင်လိုက်ပါတယ်